ဆုံမတ်တို့ရဲ့နောက်ွယ်ဆက်နွယ်မှုတဲ့ relationship လို့လဲခေါ်ကောင်းခေါ်နိုင်မှာပေါ့ကျမမှလည်းရှိသလိုလူတိုင်းမှာရှိတယ်လူတစ်ယောက်နဲ့တစ်ယောက်ကိုဆက်နွယ်မှုစတင်စေတဲ့အကြောင်းအရာတွေဟာမတူညီကြပါဘူးတချို့ကဝါသနာတူလို့စုံစည်းကြတယ်တချို့ကအကြိုက်တူလို့စုံစည်းကြတယ်ဆုံမတ်တွေမတူညီကြဘူးပေါ့ကျမတို့အားလုံးဟာမတူညီတဲ့ relationship တွေကြားထဲမှာရှင်သန်ရင်အဲ့ဒီဆုံမတ်တွေနဲ့ဝေးမသွားအောင် balance ညှိနေကြရတယ်မဟုတ်လားအဲ့ဒီလိုစူးစမ်းညှိနေပေမဲ့လည်းတချို့သောဆက်ဆံရေးတွေကအချိန်ကြာကြီးတည်တံ့နေပေမဲ့တချို့ကတော့အကြောင်းအမျိုးမျိုးနဲ့မှိန်ဖြော့သွားကြတယ်အဲ့ဒီလိုဖြစ်သွားရတဲ့ကွာခြားချက်တစ်ခုတည်းကိုပဲပြပါဆိုရင်ကျမယုံကြည်တာကတော့အဲ့ဒါဟာနားလည်မှုပါပဲဥပမာလေးတစ်ခုကြည့်ရအောင်တငယ်ချင်းနှစ်ယောက်ရှိတယ်ဆိုပါစို့တယောက်ကအလုပ်တွေအရင်ရှုပ်ပြီးဖုံးပြန်ဖြေဖို့အချိန်မရှိဘူးနောက်တစ်ယောက်ကတော့အချိန်အားနေပြီးအဖော်လိုချင်နေတယ်နားလည်မှုမရှိတဲ့အခါအားနေတဲ့သူကသူငါ့ကိုအရင်မဆိုင်တော့ဘူးသူပြောင်းလဲသွားပြီလို့တွေးမယ်အလုပ်ရှုပ်တဲ့သူကလည်းငါပင်ပန်းနေတာကိုသူမစားနာဘူးလို့ပြန်တွေးမယ်ဒီမှာတင်နားလည်မှုမရှိတော့ပဲငါဘက်ကကြည့်တဲ့အတွေ့အကြုံကြောင့်ဆက်ဆံရေးတွေကမှိန်ဖြော့သွားရတာပေါ့နောက်တစ်ခုကတော့မတူညီတဲ့ချင်းပြရုပ်တွေကြောင့်လို့ကျမတို့ထင်တာပဲတချို့ကချစ်ချင်းကိုဂရုစိုက်မှုနဲ့ပြသကြပြီးတချို့ကချုပ်ချယ်မှုနဲ့ပြသကြတယ်ချစ်ချင်းနဲ့ပြုလုပ်တဲ့အရာတိုင်းဟာတစ်ဖက်လူကိုကောင်းစေခြင်းနဲ့စိတ်စေတနာအခံကြောင့်ဆိုတဲ့စိတ်နဲ့မှန်တယ်လို့လုပ်သမျှမှန်တယ်လို့ယူဆကြလေရှိတယ်ကျမအမြင်တော့ဒါဟာမမှန်ဘူးလို့ဆိုချင်တာပဲလူတစ်ယောက်နဲ့တစ်ယောက်ယုံကြည်ချက်မတူညီတဲ့အခါဝါသနာမတူညီတဲ့အခါတမှုထားတဲ့အရာမတူညီတော့ဘူးလေအဲ့ဒီတော့လွတ်လပ်မှုကိုချစ်တဲ့သူအတွက်ချစ်လို့ဆိုတဲ့ခေါင်းစဉ်အောက်ကချုပ်ချယ်မှုဟာနားလည်မှုပေးနိုင်တော့မှအဆင်ပြေနိုင်ပါသေးတယ်နားလည်မှုကုန်ခန်းချိန်မှာတော့မွန်းချက်မှုတွေဖြစ်စေတော့တာပဲတချို့ကြတော့လဲစကားပြောရင်ချူချူအောင်အောင်နဲ့မျက်နှာကြီးရလဲအိုးလို့ဒါပေမဲ့လက်တွေ့မှာတော့လိုလေသေးမရှိအောင်နောက်ွယ်ကနေအကုန်ခြေစည်းပေးထားတဲ့သူမျိုးသူ့အတွက်လဲသူ့ရဲ့ချစ်ချင်းပြရုပ်ကိုလက်ခံပေးတဲ့သူရှိရင်အစဉ်ပြေကောင်းပြေနိုင်တာပေါ့ဒါပေမဲ့တစ်ဖက်လူလိုချင်တဲ့ချစ်ချင်းပြရုပ်နဲ့ကွာခြားနေရင်တော့ပရိပက္ခတွေဖြစ်ကုန်တော့တာပဲတနည်းအားဖြင့်ပြောရရင် left side မတူညီတာပေါ့ဒါပေမဲ့ဒီလိုမတူညီမှုတွေကိုအစဉ်ပြေအောင်ပေါင်းစပ်ပေးတဲ့အရာရှိတယ်အဲ့ဒါကတော့နားလည်မှုပါပဲနားလည်မှုဆိုတာငါ့ကိုနားလည်ပေးပါလို့ရင်တောင်းဆိုတာတဲ့တစ်ဖက်အလူရဲ့အခြေအနေကိုနားလည်နိုင်ဖို့သူ့ဘဝတဲ့ကိုယ်တိုင်ဝင်ခံစားကြည့်ရမျိုးပေါ့လူတယောက်ချင်းစီမှာမွေးဖွားရအခြေအနေမတူလို့ဖြတ်သန်းခဲ့ရတဲ့နာကျင်မှုတွေမတူညီကြဘူးလေအဲ့ဒီမတူညီမှုတွေကိုငါသာဆိုရင်ဆိုတဲ့အတွေ့အစားသူဘာတွေကြုံခဲ့ရလဲဆိုတဲ့အတွေ့နဲ့လက်ခံပေးလိုက်တဲ့အခါသူသာဆိုရင်ဆိုတဲ့အတွေ့နဲ့တွေးမိလိုက်တဲ့အခါနားလည်မှုဆိုတာစတင်လာတာပါပဲနားလည်မှုမပေးနိုင်တဲ့အခါစကားတွေနဲလာတယ်ပြီးတော့တဖြည်းဖြည်းနဲ့တိတ်ဆိတ်ခြင်းတွေများသွားတယ်နောက်ဆုံးမှာတော့အတူတူထိုင်နေပေမဲ့လည်းဟိုးဝေးကြီးမှရှိနေသလိုမျိုးဝေးကွာသွားကြရတော့တာပဲလူတိုင်းမှာကိုတန်မိုးထားသိသိထားခြင်းရဲ့နဲ့ဝေးကွာသွားတဲ့စုံမလေးတွေရှိခဲ့မယ်လို့ကျမတို့ယုံကြည်တာပဲတကယ်တော့အချိန်ကြာကြီးတည်တံ့နေတဲ့ relationship တိုင်းမှာအဖို့ထစ်လေးတွေတော့ရှိတဲ့ကြတာပဲအဲ့ဒီအဖို့ထစ်တွေကိုနားလည်မှုဆိုတဲ့အယောင်လေးတွေနဲ့အချိန်မီပြန်ပြီးစိတ်ချနိုင်ခဲ့လို့သာဆက်ပြီးတောက်ပနေကြတာပါဆက်ဆံရေးတကူကိုထိမ့်သိမ့်မှုဆိုတာတစ်ဖက်လူကိုပြောင်းလဲပြစ်ဖို့ကြိုးစားတာမဟုတ်ပဲမတူညီတဲ့လူနှစ်ယောက်ကြားကကွာဟချက်ကိုနားလည်မှုနဲ့ပေါင်းကူးပေးရတာမျိုးလို့ကျမတို့ယုံကြည်တာပဲကိုယ့်ဘက်ကခံစားချက်ကိုပဲရှေ့တန်းတင်နေမဲ့စားသူဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတဲ့အကြောင်းပြချက်ကိုရှာဖွေပေးဖို့လိုတယ်မရှိလို့ရောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘယ်လိုမျိုးထူးခြားတဲ့ love language မျိုးတွေကြုံမှုကြလဲရင်ကိုကတော့စေတနာနဲ့လှုပ်ပေးပေမဲ့တစ်ဖက်လူကနားမလည်ခဲ့တာမျိုး
ဒါမှမဟုတ်တစ်ဖက်လူရဲ့ left side ကိုအကြာကြီးနေမှသဘောပေါက်သွားတာမျိုးတွေရှိခဲ့ရင်လေကိုမန့်မှာမျှဝေပေးခဲ့ကြအောင်နော်နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲနားလည်မှုတွေနဲ့ပြည့်နေနေတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေရှင်